မျိုးကြီးပြကြီးနဲ့အလန်းကွာဝေးလာတဲ့နေရာမှာအေးချမ်းလှပတဲ့တောတွင်းရွာလေးတစ်ရွာရှိတယ်။တာတူးလေးကတော့ဒီရွာသားလေးပေါ့။တနေ့မှာတာတူးလေးတောတွင်းမှာရှောက်သွားနေတော့အဝေးကမန်ဖီတန်တစ်ခုကိုကြားလိုက်တယ်။ဘာသာမလင်းဒီလိုနဲ့ပဲနောက်တူနေရောက်တော့တာတူးလေးဟာသူ့ရဲ့အဖော်မြောင်လေးမောင်ညိုနဲ့တောထဲမှာစော်ကစားနေတယ်။တာတူးရေဒီနေ့တော့ထူးဆန်းနေတယ်လို့ပဲကွာ။ငှက်အော်သားနေလဲမကြားရဘူး။မောင်ညိုလေးကပြောတယ်။တာတူးကမကြောက်ပါနဲ့ကွာငါတရုံလုံးရှိပါတယ်ဒီအချိန်မှာပဲတာတူတို့ဘေးနားကခြုံပုတ်စီကအတန်ကြီးတန်ထွက်လာတယ်ကြက်တင်နဲ့ကြီးတာတူပြေးပြေးမောင်မျိုးလဲကြောက်လန့်တကြားနဲ့တာတူပခုံးပေါ်ခုံတက်ရင်အော်တယ်တာတူလဲခြေကုံတုတ်ပြီးပြေးရတော့တယ်တာတူလဲကြက်တင်နဲ့ကြီးရဲ့အဆွေတွေကြားကနေအသက်လူပြီးပြေးရင်တောနတ်ထဲကိုရောက်လာခဲ့တယ်တာတူလဲဘင်းရောက်လွှားရင်ဂူကြီးတစ်လုံးသားကိုရောက်လာတယ်ဒီအချိန်မှာကြက်တင်နဲ့ကြီးခြေလန်းလေရက်တန့်သွားပြီးဂူထဲကိုလမ်းကြည့်လေတာတူးလေးကျက်တစ်နက်ကြီးကဂူဝကြီးကိုကြည့်ပြီးရက်တက်နေလာကိုမြင်တော့ကျက်တစ်နက်ကြီးစက်မလိုက်နိုင်တော့အောင်ဂူထဲသို့ဝင်လာခဲ့တယ်။တာတူးဒီကူကိုဒီတောထဲမှာတခါမှမမြင်ဘူးဘူး။အလင်းရောင်နေလေဖျားထွတ်နေလေ။တာတူးနဲ့မောင်ညိုလေဂူထဲကိုဆက်လောက်လာရင်နေရအတော်များများကအလင်းတွေဖျားထွတ်နေလို့ထူးဆန်းနေတယ်။ဂူဝါမှာကျက်တစ်နက်ကြီးစောင့်နေမှာဆိုတာနဲ့ဂူရဲ့တခြားဘက်မှာထွက်ပေါက်ရှိမလားဆိုပြီးရှာဖွေရတယ်။အလင်းရောင်တွေအရင်ထွက်နေတဲ့နေရာတစ်ခုကိုကြောက်တုံးကြီးကပိတ်ဆို့နေတာနဲ့တာတူးနေမောင်မျိုးအားကုန်တုံးကတွဲရွှေ့ကြတယ်။ကြောက်တုံးကြီးရွေ့သွားတော့မွေကြီးမောင်ညိုမလုံနဲ့ငိမ့်ငိမ့်နဲ့တာတူးလည်းအသက်အောင်ပြီးငိမ့်နေလိုက်တယ်။မောင်ညိုကတာတူးအနောက်မှာအသက်အောင်ပြီးဝင်ပုံးနေလိုက်တယ်။မွေကြီးကတာတူးကိုတိုးထီနှုတ်ဆက်ပြီးနောက်ကိုပြန်လှည့်သွားတဲ့မွေကြီးနောက်ကမြင်ကွင်းကြောင့်တာတူးနဲ့မောင်ညိုလည်းအံ့ဩစွာကြည့်နေခဲ့မိတဲ့သူတို့မြင်လိုက်ရတဲ့မြင်ကွင်းကရန်ကိုလှပါတဲ့ကျွန်းကြီးတစ်ခုလေပေါ်ပြန်နေတဲ့ကျွန်းကြီးရေတန်းခွန်းတဲ့အပြင်ကျင်းငတ်ပေါင်းများစွာနဲ့အလင်းတွေဖြာထွက်နေတဲ့ဖြန်နေတဲ့ကျွန်းကြီးတာတူးတို့ရက်ကြည့်နေတော့အယုံသွေးစုံလာတဲ့ငက်ကြီးတစ်ကောင်ကတာတူးတို့စီပြတ်လာပြီးတာတူးနဲ့မောင်ညိုကိုကြောပေါ်တင်ကကျွန်းကြီးစီကိုပို့ပေးတယ်ကျွန်းကြီးပေါ်ကိုရောက်မှအန်ဩစီယာတွေကပို့ပြီးများနေတာတွေ့ရတယ်ကျွန်းကြီးရဲ့အသက်သွေးကြောကကျွန်းပေါ်မှာရှိနေတဲ့အလင်းကြောက်တုံးတွေတဲ့အလင်းကြောက်တုံးတွေရဲ့စွာအားနဲ့ကျွန်းကြီးဟာလေပေါ်မှာမျောနေနိုင်တာတဲ့တာတူးလည်းစွမ်းအားရှိတဲ့အလင်းကြောက်တုံးကိုအိမ်ကိုဖဲ့ယူပြီးပြန်ခဲ့တယ်အပြန်လမ်းမှာတော့ငှက်ညိုကြီးတစ်ကောင်ကတာတူးနဲ့မောင်ညိုကိုပြန်ပို့ပေးခဲ့တယ်အလင်းကြောက်တုံးရပြီးတဲ့နောက်မှာတာတူးဟာအရင်ကထက်အစားပေါင်းများစွာတတ်မာလာတယ်ထာမန်လူတကောက်မလုပ်နိုင်တာတွေကိုလည်းထာမန်ကိစ္စရဲ့လေးလိုလက်ဆောင်လာနိုင်တယ်ထူးဆန်းဖို့အကောင်းဆုံးကတော့အရင်ကရန်လိုတတ်တဲ့ချက်တင်နက်ကြီးဟာအခုတော့တာတူးလေးရဲ့အနားမှာတိမ်မွေ့ညင်သားနေတော့တာပဲအလင်းကြောက်တုံးလေးရဲ့အစွမ်းဟာဘလောက်တောင်အစွမ်းရှိအောင်မလဲဆိုတာမသိနိုင်ပါဘူးနော်စုံစားပြီးမှရလာတဲ့အလင်းကြောက်တုံးလေးရဲ့အစွမ်းကတန်ဖိုးမဖြတ်နိုင်ပါဘူးဒါကြောင့်တချို့စုံစားခြင်းတွေဟာစုံစားဖို့ထိုက်တန်ပါတယ်ကြောင်နန်းတွန်းဆုပ်ခြင်းဟာနေရာတကာမှာမကောင်းပါဘူးနော်ရင်ဆိုင်ရမှာတွေကိုကြောင်လန်းတွန်းဆုပ်နေရမှာမဟုတ်ပဲဖြတ်ကျော်သွားရမယ်ဆိုတာကိုမမေ့ပါနဲ့နော်